သူတို့တူရကိုယ်တယ်မဟုတ်ပါဘူးလူတိုင်းမဖြစ်ပါဘူးဟိုတချို့ပုံကိုယ်တွေမှသာဖြစ်တာပါသောကပရိဒေဝပူဆွေးငိုကြွေးဆိုတဲ့ဥစ္စာတွေကဖရာယဟန္တာတို့ဖြစ်အောင်မလားမဖြစ်ပါဘူးတာမန်ပုဂ္ဂိုလ်တွေသာဖြစ်တာပါဒီ12ပါးကတော့ဖရာယဟန္တာတွေလည်းဖြစ်တာပဲတာမန်ပုဂ္ဂိုလ်တွေလည်းဖြစ်တာပဲဆိုတော့အလုံးနဲ့သက်ဆိုင်တဲ့ကိုယ်တဲ့အင်္ဂါပဲ2ပါး12ပါးကိုယ်တဲ့အင်္ဂါ12ပါးနဲ့ပြီးတော့3ပါးအစပါတယ်တော့3ပါးအကွက်ကြီးကဘယ်2ကွက်တုံး4ကွက်ပထမအကွက်နဲ့ဒုတိယကွက်ကြားထဲမှာတဇာဒုတိယကွက်နဲ့တတိယကွက်ကြားထဲမှာတဇာတတိယကွက်နဲ့သရုပ်ထကွက်ကြားထဲမှာတဇာဟုတ်တယ်မဟုတ်လားအဲ့ဒါလို့ပေါ့ဟောအပုံကြီး4ပုံပုံထားမယ်စဘာပုံကြီး4ပုံပုံထားမယ်ဆိုတော့နော်စဘာပုံကြီး4ပုံစင်ပုံထားတယ်ဆိုပထမပုံနဲ့ဒုတိယပုံကြားထဲမှာတဇာဒုတိယပုံနဲ့တတိယပုံကြားထဲမှာတဇာတတိယပုံနဲ့သရုပ်ထပုံကြားထဲမှာတဇာအပုံကြီးက4ပုံဆိုတော့အစက်ကဘယ်နှစက်တော့ဒီလေအကွက်ကြီးက4ကွက်ဆိုတော့အစက်ကဘယ်နှစက်ဟုတ်တယ်စာအနေနဲ့ပြောမယ်ဆိုရင်ပထမအကွက်ရဲ့အဆုံးကသင်္ခါရဒုတိယအကွက်ရဲ့အစကဝိညာဉ်ဆိုတော့သင်္ခါရနဲ့ဝိညာဉ်တဇာဘယ်လိုသင်္ခါရနဲ့ဝိညာဉ်တဇာပြီးတော့ဒုတိယအကွက်ရဲ့အဆုံးကဝေဒနာတတိယအကွက်ရဲ့အစတဏှာတဇာပါတယ်တော့ဝေဒနာနဲ့တဏှာတဇာပြီးတော့ကာမဘဝနဲ့ဇာတိတဇာဘယ်လိုတဲ့ကာမဘဝနဲ့ဇာတိတဇာဆိုတော့အစကဘယ်နှစ3ပါးအစဟုတ်ပြီနော်ပြီးတော့2ရမူလာပါတယ်တော့2ရမူလာမူလာဆိုတဲ့စကားလုံးအရင်လဲကြားဘူးပါတယ်ဘယ်တုန်းကကြားလိုက်တော့မူလနှစ်ဖြာတုန်းဘယ်လိုတဲ့မူလနှစ်ဖြာတုန်းကဒီတုန်းကမူလဆိုတာအကြောင်းရင်းလို့ပြောခဲ့တယ်နော်နှစ်ဖြာက2ခုအဲ့ဒီတုန်းကမူလနှစ်ဖြာတုန်းကဘယ်သူနဲ့ဘယ်သူတဲ့တုန်းအဝိဇ္ဇာနဲ့တဏှာဟုတ်တယ်မဟုတ်လား1အကွက်ထဲကအဝုဆုံးဖြစ်တဲ့အဝိဇ္ဇာနဲ့3အကွက်ထဲကအဝုဆုံးဖြစ်တဲ့တဏှာမူအဝိဇ္ဇာနဲ့တဏှာသူတို့တွေ့ရပါတယ်တော့မူလနှစ်ဖြာဟုတ်ပါတယ်အခု2ရက်မူလလည်းအတူတူပဲပေါ့2ရက်ကနှစ်ဖြာနဲ့အတူတူပဲမူလကအတူတူပဲဆိုတော့အဲ့ဒီအဝိဇ္ဇာနဲ့တဏှာပြန်ပြောလေရပါတယ်1ကွက်ထဲကအဝိဇ္ဇာနဲ့3ကွက်ထဲကတဏှာပြန်ပြောလေရပါတယ်နော်ဒါပေမဲ့လို့အာယုံပြောင်းသွားအောင်ပြောင်းမြန်ပြောလိုက်တော့မယ်3ကွက်ထဲကတဏှာနဲ့1ကွက်ထဲကအဝိဇ္ဇာတဏှာနဲ့အဝိဇ္ဇာတဏှာနဲ့အဝိဇ္ဇာဘာတော့သူက2ရမူလပါတယ်တော့2ရမူလဟုတ်တယ်ဝတ်3ဝနဲ့ဆိုတော့ပဋိစ္စသမုပ္ပါအင်္ဂါ12ရပ်တွင်ဝတ်ဆိုတဲ့တရားတွေဝတ်ဆိုတဲ့သဘောတွေဝတ်ဆိုတာဝရဲ့တတလင်းကျိတ်နှလုံးဆင်တော့ဝတ်တာလုံးတယ်လဲတယ်လှဲ့တယ်ဝိုင်းတယ်ပတ်တယ်လို့အဓိပ္ပာယ်ရတာပေါ့အေးဟဲ့ဒီထဲလိုက်ရှာအဝိဇ္ဇာစမေးကြည့်ခမလှဲ့တဲ့အထဲပါသလားပါတယ်တတ္တဝါတွေကိုလဲအောင်ပတ်အောင်လှဲ့ပေးတဲ့ထဲခင်ဗျားပါသလားဆိုတော့ပါတယ်ခင်ဗျားဘယ်လိုလုပ်လှဲ့တာလဲကျုပ်ကတတ္တဝါတွေရဲ့စိတ်ဓာတ်ကိုညဉ့်ညမ်းအောင်လုပ်ပြီးတော့မှဘဝတန်တရားတဲ့လဲအောင်လှဲ့တာအဝိဇ္ဇာကလေဟာဆိုးလိုက်တဲ့လူပဲခမရတယောက်ထဲလားမဟုတ်ဘူးကျုပ်ဆွေတွေမျိုးတွေနဲ့တဲမတုံးခမရဆွေတွေမျိုးတွေကသိကျင်တာကိုခမရတို့ကဟုတ်တယ်သိကျင်ပါတယ်အေးသိကျင်တယ်ဆိုရင်ဟဲ့ဒီကျိုးလေးတိုင်တာလိုက်သွားတန်းနဲ့တတိယကွက်မှာတဏှာဝိုင်းထားတဲ့ပြီးတော့ဥပါဒံဝိုင်းပြီးတော့ဆက်သွယ်ထားတဲ့အဲ့ဒါကျုပ်ဆွေမျိုးတွေတဲ့အဝိဇ္ဇာကပြောတာဟုတ်ပြီခင်ဗျားကတတ္တဝါတွေကိုညဉ့်ညမ်းအောင်လှုပ်လှဲ့တယ်ဆိုတော့ခင်ဗျားဆွေမျိုးတွေကကြံရစ်သလားဘယ်ကြံရစ်လိမ့်မလဲမကြံရစ်လို့ပဲတွဲနေခြင်းလို့ကိုတွဲထားတာလေဟုတ်တယ်မဟုတ်လားဒီတော့ကျုပ်သွားတယ်လို့ပဲသူတို့တွေလည်းပါတာပဲလို့ဆိုတော့ညဉ့်ညမ်းအောင်လှုပ်ပြီးတော့လှဲ့တဲ့ပုဂ္ဂိုလ်3ဥပေါ့နော်အဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒံရဲ့ညဉ့်ညမ်းစေတာကကိလေသာလှဲ့တာကဝို့ကိလေသာနဲ့ဝို့နဲ့ပေါင်းတော့ကိလေသာဝို့ဒါဖြင့်တတ္တဝါတွေရဲ့စိတ်ဓာတ်ကိုညဉ့်ညမ်းအောင်လှုပ်လှဲ့တဲ့ဥစ္စာဟာ3မျိုးပါတာပေါ့ဘယ်သူတွေပါလိမ့်မယ်အဝိဇ္ဇာတဏှာဥပါဒံဒီဝ3ပါးဟာကိလေသာဝတ်ပေါ့ကိလေသာဝတ်ဘယ်2ပါးဘယ်သူတွေပါလိမ့်မယ်အဝိဇ္ဇာတဏှာဥပါဒံဟုတ်ပြီသင်္ခါရမေးကြည့်အောင်ခင်ဗျာကိုလှဲ့တဲ့အထဲပါသလားပါတာပေါ့ကျုပ်လည်းပါပါတယ်ခင်ဗျာဟိုအဝိဇ္ဇာလို့လားမဟုတ်ဘူးကျုပ်ကတစ်မျိုးပဲတဲ့ဟဲ့ဘယ်လိုလုပ်ခင်ဗျာကကျုပ်ကတရားတွေကိုညှဉ်းပန်းနှိပ်စက်သေးတာရိုးမလှဲ့ဘူးရိုက်နဲ့ညှဉ်းပန်းပြီးမှဘဝတန်တရားတဲ့လဲကြဟဲ့လှဲ့တာ
ဆိုးလိုက်တာဗျာခမအဝိဇ္ဇာတက်တောင်ပူကဲလာပါလားခင်ဗျတယောက်ထဲလားအာမယ်ကျွန်တော်လည်းအထင်မသေးလိုက်ပါနဲ့ဆွေနဲ့မျိုးနဲ့ပါတဲ့သင်္ခါရကပြောတာလေဘယ်မတော့ခင်ဗျဆွေမျိုးကတဲဆက်စုကြတဲ့လူတွေကိုဒီလောက်မှသိကျင်ရိုးလေးတိုင်လာလိုက်သွားတန်းနဲ့တတ္တရကွက်မှာကမ္မဘဝပါတယ်တော့ကမ္မဘဝအဲ့ဒါကျုပ်ဆွေမျိုးပဲဟုတ်ပြီခမည်းကသရဝတွင်ညှဉ်းမနှိပ်စက်တယ်ဆိုတော့ဆွေမျိုးကတော့အတူတူပေါ့ဆွေမျိုးကလည်းကျုပ်လိုပဲညှဉ်းမနှိပ်စက်တာပေါ့ပြောတယ်ဒါဖြစ်ရင်ညှဉ်းမနှိပ်စက်တယ်ဆိုတာကမ္မလေလှဲ့တာကဝိုးကမ္မနဲ့ဝိုးနဲ့ပေါင်းလို့ရှိရင်ကမ္မဝိုးဟုတ်တယ်ဒါဖြင့်ကမ္မဝိုးကပဲနှစ်ပါးပါလေဘသူနဲ့ဘသူတို့သင်္ခါရနဲ့ကမ္မဘဝပါတယ်သင်္ခါရနဲ့ကမ္မဟုတ်တယ်ကြံတာတွေအကုန်လုံးဝိပါကဝိုးပါတယ်တော့ဝိပါကဝိုးဘယ်နှပါဟုတ်ကဲ့လားပဋိစ္စသမုပ္ပါအင်္ဂါ12ပါးတည်းရှိတဲ့ဥစ္စာအဲ့ဒီ12ပါးတည်းကကိလေသာဝက3ပါးကာမဝက2ပါးနှစ်ခုပေါင်းတော့5ပါး12ပါးတည်း5ပါးနှုတ်တော့ဘယ်လောက်ကြံ9ပါးကြံပါတယ်ဟုတ်ဘူးလားဘယ်နှပါးကြံ9ပါးကြံဘယ်သူတွေလဲလိုက်စစ်ကြည့်မယ်ဆိုရင်နှစ်အကွက်ထဲကဝိညာဏယုတ်သလယရဏဖတ်တာဝေဒနာ၄ကွက်ထဲကဇာတိဇရာမရဏဒါပဲကြံတယ်မဟုတ်လားကြံတာဘယ်နှပါးဟုတ်ပါတယ်9ပါးကြံတာအဲ့ဒီကြံတာတွေကအကုန်လုံးဝိပါကဝတ္တိပေါ့နှုတ်ကိုတော်တို့ကဘယ်နဲ့ကြောင့်10ပါးလို့ကိုမှရေးထားရတယ်လေဥပပတ္တိပွားလေးထည့်လို့ပါတယ်တော့ဟုတ်တယ်အဲ့ဒါလေးထည့်ရင်တော့ဘယ်နှပါဒါဖြင့်ထည့်လိုက်ပါဒီဥပပတ္တိလေးကဘယ်ကရောက်လာတာလဲဒီအကြောင်းအရာတွေတော့နောက်မှပြောမယ်နော်သူကနည်းနည်းရှည်လို့မို့လို့ကဲဒါဖြင့်ဥပပတ္တိလေးနောက်တိုးလာတာမဟုတ်လားတိုးလာတဲ့ဥပပတ္တိဘွားလေးပါထည့်လိုက်ရင်တော့ဘယ်နှပါ10ပါဝိပါကဝ10ပါးလိုက်ပြီးတော့တွက်ကြအောင်အကြီးကြီးတွေကြီးကူကိုင်းနေတာမဟုတ်လားနံပါတ်2ကွက်ထဲကဝိညာဏယုတ်သလယရဏဖတ်တာဝေဒနာနံပါတ်4ကွက်ထဲကဇာတိဇရာမရဏဥပပတ္တိဘဝနောက်တိုးတဲ့ဥပပတ္တိဘဝကလေးပါဆိုတော့အလုံးပဲ2ပါးဥပပတ္တိဘဝလေးတိုးပုံနောက်မှပြောမယ်ပေါ့နော်ဒါဖြင့်ကိလေသာဝက3ပါးကာမဝက2ပါးဝိပါကဝက10ပါးဒီပဋိစ္စသမုပ္ပါအင်္ဂါ12ရပ်တွင်ဝတ်အပြင်ဝေဖန်တော့ဒီလိုဖြစ်ပေါ်လာတာပေါ့ဟုတ်တယ်အဲ့ဒါကိုဝတ်3ဝနဲ့ပဋိစ္စသမုပ္ပါအင်္ဂါတည်းမဲ့ဝတ်3မျိုးပါတာပေါ့ကိလေသာဝကာမဝဝိပါကဝတ်3မျိုးပါတယ်ပေါ့နော်ဥပိကာလ3ဖြာဒီပဋိစ္စသမုပ္ပါအင်္ဂါ12ရပ်ကိုစင်တန်းပြီးတော့ထားလိုက်တစ်ကွက်ထဲကအဝိဇ္ဇာနဲ့သင်္ခါရကလွန်လေပြီးတော့အတိတ်ကာလပါတယ်လွန်လေပြီးတော့အတိတ်ကာလအဝိဇ္ဇာနဲ့သင်္ခါရဒီဘဝမရောက်ခင်လွန်လေပြီးတော့အတိတ်ကာလကဖြစ်ခဲ့ကြတာဟိုနံပါတ်4ကွက်ထဲကဇာတိနဲ့ဇရာမရဏကနောင်ဖြစ်လက်တန်းအနာဂတ်ကာလဒီဘဝပြီးလို့ရှိရင်နောင်ဖြစ်မဲ့ဥစ္စာပြောတာလေနှစ်ကွက်ထဲကဝိညာဏယုတ်သလယရဏဖတ်တာဝေဒနာ3ကွက်ထဲကတဏှာဥပါဒံကာမဘဝဥပက5ဒီဘက်က3 8ပုံလားအဲ့ဒါတွေကတော့ယခုဖြစ်စေပစ္စုပန်ကာလတဲ့ယခုဖြစ်စေပစ္စုပန်ကာလနှစ်ကွက်ထဲက5မျိုး3ကွက်ထဲက3မျိုးဘောင်း8မျိုးကယခုဖြစ်စေပစ္စုပန်ကာလဆိုတော့ကာလဘယ်နှပါ3ပါအဝိဇ္ဇာနဲ့သင်္ခါရကလွန်လေပြီးသောအတိတ်ကာလနှစ်ကွက်ထဲက5မျိုးနဲ့3ကွက်ထဲက3မျိုးဘောင်း8မျိုးကယခုဖြစ်စေပစ္စုပန်ကာလ4ကွက်ထဲကဇာတိနဲ့ဇရာမရဏကနောင်ဖြစ်လက်ကအနာဂတ်ကာလပဋိစ္စသမုပ္ပါအင်္ဂါ12ရပ်ကိုစင်တန်းထားပြီးတော့ကာလအဖြစ်ခွဲခြားတော့ကာလဘယ်နှပါပါတယ်အဲ့ဒါကိုကာလ3ဖြာပါတယ်တော့ကာလ3ဖြာချင်းရာ20ပါတယ်တော့ချင်းရာ20ဟိုတစ်ကွက်ထဲမှာအတိတ်အကြောင်းအချင်းအရာ5ပါးအတိတ်အကြောင်းအချင်းအရာ5ပါး5ပါးတဲ့ခင်ဗျားတို့ရေးထားလိုက်တဲ့ခေါင်းစည်းကြီးကပြန်ဟိနေတာပဲကြည့်တော့လေအဝိဇ္ဇာနဲ့သင်္ခါရ2ပါးတည်းပါလားဟောဆွေမျိုးတွေပါထည့်ပြောတာလေ
ဘယ်မလို့ခမရတို့ဆွေမျိုးတွေဆိုတော့အဝိဇ္ဇာကပြောတယ်ကျုပ်ဆွေမျိုးတွေလေးသုံးကွက်ထဲမှာတဏှာတို့ဥပါဒံတို့ရှိတာပေါ့သင်္ခါရကလည်းပြောတယ်သူ့ဆွေမျိုးသုံးကွက်ထဲမှာပါတော့ကာမဘဝဟုတ်တာပေါ့ဆွေမျိုးတွေပါထည့်ပြောရင်တော့၅ခုမပြည့်ပြီလားဟုတ်တယ်အဲ့ဓာတွေကရေကြစို့အတိတ်အကြောင်းအချင်းအရာ၅ပါးဘယ်သူများလဲဆိုတော့အဝိဇ္ဇာသင်္ခါရတဏှာဥပါဒံကာမဘဝဟုတ်တယ်နော်တိကွက်ထဲကသူ့ကိုယ်တယ်ပင်ရင်းကိုစရေးတာပေါ့နော်အဝိဇ္ဇာသင်္ခါရပြီးတော့မှဆွေမျိုးတွေတဏှာဥပါဒံကာမဘဝဆိုတော့ဘယ်နှမျိုးတော့၅မျိုးသူတို့တွေကဘာအကြောင်းအချင်းရာအတိတ်အကြောင်းအချင်းရာ၅ပါးရှင်းသွားလိုက်နံပါတ်2ကွက်ထဲသွားလိုက်တော့ပစ္စုပန်အကျိုးအချင်းအရာ၅ပါးပစ္စုပန်အကျိုးချင်းရာ၅ပါးသူတို့တွေကတော့လွယ်ပါတယ်ဝိညာဏယုတ်တလယရဏဖာသဝေဒနာဗါတဲ့ဝိညာဏယုတ်တလယရဏဖာသဝေဒနာသူကလွယ်တယ်မဟုတ်လားပြီးတော့နံပါတ်3ကွက်တယ်လာလိုက်တော့ပစ္စုပန်အကြောင်းအချင်းအရာ5ပါးပစ္စုပန်အကြောင်းအချင်းအရာ5ပါး5ပါးတယ်ခင်ဗျားတို့ကြည့်တော့လဲ3ပါးတယ်ပါလားတဏှာဥပါဒံကာမဘဝဩဆွေမျိုးတွေပါထည့်ပြောတာသူတို့ကိစ္စရှိတော့ကဒီကသွားရတယ်မဟုတ်လားဒီကိစ္စရှိတော့လဲသူတို့လာခဲ့ပေါ့နော်ဟုတ်တယ်တဏှာဥပါဒံကာမဘဝတဏှာဥပါဒံနှမျိုးရဲ့ဆွေမျိုးကဟိုတစ်ကွက်ထဲမှာအဝိဇ္ဇာကာမဘဝရဲ့ဆွေမျိုးကသင်္ခါရဟုတ်တယ်သူ့ကိုယ်တယ်ကိုစရေးလိုက်ပြီးတော့မှဆွေမျိုးတွေထည့်နော်ဆိုလိုက်တော့ပစ္စုပန်အကြောင်းအချင်းအရာ5ပါးဘယ်သူများလဲဆိုတော့တဏှာဥပါဒံကာမဘဝအဝိဇ္ဇာသင်္ခါရ5ခုကြိုက်တယ်နော်ဟိုနံပါတ်4သွားလိုက်တော့အနာကအကျိုးအချင်းရာ5ပါးအနာကအကျိုးချင်းရာ5ပါး5ပါးတဲ့ခင်ဗျားတို့ကြည့်တော့လဲ2ပါးတည်းပါလားဥမဲ2ပါးတည်းတောင်မှတကယ်ရေတွက်တော့သူတို့နာမည်မပါဘူးအဲ့ဒီနှစ်ကွက်ထဲက5မျိုးရေတွက်တယ်ဟုတ်လားအနာကအကျိုးချင်းရာ5ပါးဘယ်သူများလဲလို့ဆိုတော့ဝိညာဏယုတ်တလယရဏဖာသဝေဒနာဟုတ်ကဲ့နော်တော့ဇာတိနဲ့ဇရာမရဏဟာကျမ်းနေတယ်လို့ပဲနော်မကြံပါဘူးဇာတိဖြစ်ပေါ်တယ်ဆိုတာနံပါတ်2ကွက်ထဲကခန္ဓာ5ပါးဖြစ်ပေါ်တာဇရာဥတယ်ဆိုတာ2ကွက်ထဲကခန္ဓာ5ပါးဥတာမရဏတည်တယ်ဆိုတာ2ကွက်ထဲကခန္ဓာ5ပါးတည်တာဆိုတော့ဇာတိဇရာမရဏတို့ကဒီ2ကွက်ထဲအကုန်လုံးအတွင်းဝင်မသွားဘူးလားဝင်သွားပါတယ်ဒီတော့ကြံသေးလားမကြံတော့ပါဘူးဒီတော့ပြန်ရေးကြစို့ဟောအတိတ်အကြောင်းအချင်းအရာ5ပါးပစ္စုပန်အကျိုးအချင်းအရာ5ပါးပစ္စုပန်အကြောင်းအချင်းအရာ5ပါးအနာကအကျိုးချင်းအရာ5ပါး5 4 20ချင်းရာ20ဆိုတော့အလုံးပဲ2သွဲပါလေ8သွဲမူလနှစ်ဖြာကစခဲ့တာမဟုတ်လားဒီပဋိစ္စသမုပ္ပါအင်္ဂါ12ရာထဲမှာမူလနှစ်ဖြာပါတယ်မဟုတ်လားမူလနှစ်ဖြာတစ္ဆာအဖြစ်ဘယ်နှခုပါ2ခုပါတယ်အလွှာအဖြစ်ဘယ်နှလွှာ4လွှာအင်္ဂါအဖြစ်ဘယ်လောက်ပါ12ပါအစအဖြစ်ဘယ်နှစ3စဟုတ်တယ်နှစ်ရမူလဝတ်အဖြစ်3ဝါကာလအဖြစ်3ပြာအချင်းအရာအဖြစ်20ဒီလိုပါတာမဟုတ်လားဒီတော့ရည်တွက်ကြရအောင်လက်ချိုးကြစမ်းပါမူလနှစ်ဖြာကတသွဲဧကုအလွှာအင်္ဂါ12ပါးတရကိုများနှင့်3ပါးအစ2ရမူလဝတ်3ဝါနှင့်ကာလ3ပြာချင်းရာ20ဤ8သွဲကိုအလွယ်ကျက်မှသိစေအပ်သည်သန္တရာမလွတ်ကြောင်းသည်မူလနှစ်ဖြာကတသွဲလို့ရေးစမ်းပါဦးမူလနှစ်ဖြာကတသွဲသစ္စာနှစ်ခုကတသွဲ4ခုအလွှာကတသွဲအင်္ဂါ12ပါးကတသွဲ3ပါးအစကတသွဲဝတ်3ဝါကတသွဲကာလ3ပြာကတသွဲချင်းရာ20ကတသွဲဘယ်နှသွဲတော့8သွဲဆိုလိုက်တော့ဤ8သွဲကိုအလွယ်ကျက်မှသိစေအပ်သည်သန္တရာမလွတ်ကြောင်းသည်အေးအသွဲ8သွဲလဲပြည့်ပြီးအချိန်လဲစေ့ပြီးတော်ကြအောင်စို့